ဒီနေ့ကတော့ဂျက်ချဲကိုခေါ်တဲ့ကိုရီးယားပဲကြဆန်ကျော်လို့စားကြပါမယ်။အသားကိုတော့ချက်သားတုံးထားပြီးတော့ချက်သွန်ဖြူနန်းစီတကြားစားနဲ့နှစ်ပေးထားလိုက်ပါတယ်။အသားကတော့အများကြီး3ပေးလောက်ရှင်ပိုကောင်းပါတယ်။ချာဆန်ကိုလည်းဝါဟုချာဆန်တုံးထားပါတယ်။စီပူလာရင်တော့နှက်ထားတဲ့အသားတွေကိုကြောင်ချက်ပေးပြီးတော့အသီးရွက်တွေဖက်ကြော်ပေးလိုက်ပါတယ်။ကျွန်တော်တို့ကြောင့်လည်းစောနဲ့ကိုတော့ခယူးစီအယုတ်ကောင်ပဲငယ်ပြားကြီးတခြားအဲ့လေးမျိုးကိုတမအောင်မွေပေးပြီးတော့ခုနကကြော်မဲ့ပိုးတွေကိုတခါလေးထည့်ကြော်ပေးလိုက်ပါအရသာအပေါ်ငံကတော့ကိုချက်တလို့ထပ်ပြီးတော့မြည်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကလည်းကိုရီးယားကအစစ်လုပ်တဲ့ချက်ချဲအစစ်ကျွန်မလည်းတစ်ခါမှမစားဘူးပေါ့နော်ရလာတော့ဒီရတာကိုဟုတ်ပါမလားဆိုပြီးတော့ဒါမဲ့လည်းပေါ့အောင်စားလိုက်ပါလေမကြီးနဲ့မကြီး